Hello မင်္ဂလာပါကျွန်တော် Bamis Ray ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်ဒီဗီဒီယိုကတော့ကျွန်တော်တို့ Bamis Ray ရဲ့တစ်နှစ်ပြည့် anniversary အထိမ်းအမှတ်ဖြစ်ကျွန်တော် giveaway လုပ်ပေးမယ်ပေါ့နော်ဆိုတော့giveaway မှာထုံးစံတိုင်းကျွန်တော်3ယောက်ရွေးမယ်ပေါ့နော်3ယောက်ရွေးပြီးတော့အဲ3ယောက်ကိုရှာစီ30ထဲစီပေါ့နော် giveaway ပြုလုပ်ပေးသွားမယ်giveaway ရတဲ့လူတွေအနေနဲ့ပေါ့နော်ဂျိုင်းတရား lead ဂျာစီပဲဖြစ်ဖြစ် national အသင်းဂျာစီပဲဖြစ်ဖြစ်ကိုဂျိုင်းတရားအသင်းကိုကျွန်တော် MW1 နေပြီးတော့ aura မှာပေးပြီးတော့အိမ်တိုင်ရရောက်ပို့ပြီးတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ giveaway မှာကျွန်တော်တို့စီကံချက်တွေနဲ့ကိုင်းကြီးဖို့လုပ်မယ်ပေါ့နော်ဆိုတော့ပထမဆုံးနံပါတ်1အချက်အနေနဲ့မူရင်း giveaway post ကို Bamis Ray hashtag နဲ့အတူ public နဲ့ share လုပ်ထားရမယ်ပြီးရင် social media channel တွေဖြစ်တဲ့ Facebook YouTube Twitter ကို like follow subscribe လုပ်ရမယ်ပြီးသွားရင်ကျွန်တော်တို့မူရင်း giveaway post အောက်မှာပဲ Bamis Ray တစ်နေ့ပြည့်ထိတ်မဲ့တော့အမှတ်တရ comment တစ်ခုခုရေးသားပေးရမယ်ပေါ့နော်ဆိုတော့အဲ့အချက်3ချက်နဲ့ကိုင်းညီတဲ့လူတွေကိုပဲကျွန်တော်ကရွေးချယ်အောင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့ဒီ list ထဲမှာရှိတဲ့လူတွေကအဲ့အချက်တွေနဲ့မကိုင်းညီလို့ရှိရင်ကျွန်တော်အဲ့လူတွေကိုပယ်ပြီးတော့အဲ့လူတွေရဲ့အောက်မှာရှိတဲ့အစဉ်လိုက်တိုင်းကိုကျွန်တော်ပေးတော့မှာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီ giveaway post အောက်မှာကျွန်တော်ဒီမှာပေါ့နော်ဒီမှာရှိတဲ့နာမည်အကုန်လုံးကိုကျွန်တော်ဒီမှာစင်းလောက်ထားပြီးသွားပြီပေါ့နော်စင်းလောက်ထားပြီးသွားပြီဒီမှာစင်းရှိနေစုစုပေါင်း45ယောက်ရှိတယ်ပေါ့နော်ဒီ giveaway မှာဆိုတော့ဒီ giveaway ကိုကျွန်တော်ဒီ random.org မှာကျွန်တော်ထည့်မယ်ပေါ့နော်ထည့်တဲ့အချိန်မှာကျွန်တော်ဒီ random ကိုကျွန်တော်10ကလုပ်ပြီပေါ့နော်ဥပမာအဖြစ်ပြောလို့ရှိရင်ကျွန်တော်နမူနာပြောရလို့ရှိရင်ဥပမာမောင်မောင်အေးလာလာဆူဆူရှိတယ်ပေါ့နော်4ယောက်ရှိတယ်4ယောက်ရှိတယ်ဆိုရင်အဲ့4ယောက်ကိုကျွန်တော် random ခောက်မယ်ပေါ့နော်ဆိုတော့ random ခောက်မယ် random ခောက်တဲ့အချိန်မှာဒါဆိုရင်တစ်ချိန်ပေါ့နော်ဆိုတော့တစ်ချိန်မှာဆိုရင်နံပါတ်1နေရာမှာရှိတဲ့လူကပထမဆုံးရွေးချယ်ခံရတဲ့လူဖြစ်မယ်နံပါတ်2နေရာမှာရှိတဲ့လူကဒုတိယရွေးချယ်ခံရတဲ့လူဖြစ်မယ်နံပါတ်3နေရာမှာရှိတဲ့လူကတတိယရွေးချယ်ခံရတဲ့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကဒါ first time ပဲရှိသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်10ချိန်တိတိကို random ခောက်မယ်10ချိန်နောက်ဆုံး10ချိန်ပြီးတဲ့အခါမှာ1 2 3မှာရှိတဲ့လူတွေကရမယ်တကယ်လို့ဒီ1 2 3မှာရှိတဲ့လူတွေကိုကျွန်တော်အကြောင်းကြားတဲ့အချိန်1 2 3မှာရှိတဲ့လူတွေကအပေါ်ကစီမင်း3ချက်နဲ့မကိုက်ညီဘူးဆိုရင်ကျွန်တော်ကအောက်မှာရှိတဲ့လူတွေကိုဆက်လိုက်နိုင်ပေးတော့မှာဖြစ်တယ်ပေါ့နော်ဆိုလိုချင်တာကတော့အေးအေးကပထမဦးဆုံးကတူးတူဖြစ်ပေမဲ့လည်းအေးအေးတကယ်လို့စီမင်း3ခုနဲ့မညီဘူးဆိုရင်အဲ့နေရာမှာလှလှဖြစ်သွားမယ်ဆူဆူဖြစ်သွားမယ်မမောင်ဖြစ်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါမျိုးပေါ့နော်10ကတိတိပေါ့list 10 times ဖြစ်တဲ့အခါကြလို့ရှိရင်ကျွန်တော်ဒါကိုရက်လိုက်မယ်ပေါ့နော် okay ဆိုတော့ကျွန်တော်ဒီမှာရှိတဲ့လူတွေ list တွေအကုန်ယူလိုက်မယ်ပေါ့နော်အကုန်ယူလိုက်မယ်ကျွန်တော်ဒီမှာထည့်လိုက်ပြီဆိုတော့ဒီမှာပေါ့နော်ကျွန်တော်တို့ကိုဟိန်းထွန်းအောင်ကနေပြီးတော့စပြီးတော့ကျွန်တော်တို့စိုးပိုင်ကိုစိုးပိုင်ဟိန်းထီကိုစုစုပေါင်း45ယောက်ရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ဆိုရင်ကျွန်တော်စပါမယ်အားလုံးပဲ good luck ပါဆိုတော့ကျွန်တော်ပထမဆုံးစပြီးဒါကတော့ first time ပေါ့နော်first time ချိန်ပေါ့နော်ကျွန်တော်10ချိန်ကြီးပြီးသွားမယ်2ချိန်ဒီမှာ2ချိန်ဖြစ်သွားပြီ3ချိန်ကျွန်တော်3ချိန်ရှိပြီ4ချိန်ရှိပါပြီ5ချိန်ရှိပါပြီ6ချိန်ရှိပါပြီ9ချိန်ရှိပါပြီ10ချိန်ရှိပါပြီ9ချိန်ရှိပါပြီโอเคဒီကနောက်ဆုံးချိန်ဖြစ်မယ်ပေါ့နော်ဆိုတော့ဒီနောက်ဆုံးအချိန်မှာဒီဘယ်လိုပြောရမလဲနံပါတ်ထဲမှာရှိတဲ့လူက1 2 3ထဲမှာရှိတဲ့လူကကန်တူတူဖြစ်မယ်ပေါ့နော်โอเค let's go အားလုံးပဲ good luck ပါ10ချိန်ပါခင်ဗျာဆိုတော့ဒီ10ချိန်မှာလောလောဆယ်ဒီလူ3ယောက်ရှိမယ်ပေါ့နော်အဲလူ3ယောက်ကကန်တူတူဖြစ်မယ်ဆိုတော့အဲလူ3ယောက်ကိုဒီဗီဒီယိုကြည့်နေတဲ့အခါကြာလို့ရှိရင်ဒီလူ3ယောက်ဒီလူ3ယောက်ကကျွန်တော်ရဲ့ဒီ chat box ကိုလာပြီးတော့သူတို့ဒီစီကံချက်နဲ့ကိုက်ညီထားတဲ့ဟာတွေရှိလားမရှိလားဆိုတော့လာပြောပြပေးရမယ်ပေါ့နော်တကယ်လို့သူတို့ကအဲ့လိုမျိုးကိုက်ညီမှုမရှိရင်ကျွန်တော်အောက်ကလူတွေကိုဆင်လိုက်တိုင်းထပ်ပြီးတော့ပေးတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကိုလာကြည့်ပေးတဲ့တယောက်ချင်းစီလည်းကျေးဇူးတင်ပါတယ်နောက်လည်းကျွန်တော်ဒီလိုမျိုး giveaway တွေကိုမကြလုပ်ပေးမှာမို့လို့ကျွန်တော်ရဲ့ဒီ social media channel တွေဖြစ်တဲ့Facebook ကို like and follow တွေလုပ်ပြီးတော့ YouTube တွေလည်း YouTube နဲ့ TikTok ကိုလည်းsubscribe လုပ်ထားပြီးဖို့မြတ်တာရက်ခံချင်ပါတယ်ပေါ့နော်ဆိုတော့အားလုံးပဲ happy new year ပါအားလုံးပဲနေ့တင်မှာဆက်သားရရဆင်ပြေကြပါစေအားလုံးပဲတာပါ